နောက်တစ်ခုကပို့ที่8ภาษา number 10ภาษา number 10ကဒီမှာภาษา number 9ကချူကြိုင်ကလက်တီးဆုပ်ထားတယ်အထဲမှာပါကင်ထားလည်းမသိဘူးပေါ့နော်အဲ့ဆိုရင်ภาษา number 10ကိုတူတူလာကြည့်အောင်ချူကြိုင်ကถือถอถือအတိတ်ပဲကကင်တယ်ถืออะไรဆိုရင်ပါကင်ထားတယ်လေချူကြိုင်ถืออะไรချူကြိုင်ကပါကင်ထားတယ်လေချူကြိုင်ถือกင်ထားတယ်ဘောအိုဘိုဆိုတာကဖဲပြားဒီလိုမျိုးမိန်းကလေးတွေတုံးတဲ့ဒီဖဲပြားလေးပေါ့နော်ချူကြိုင်ถือโบในมือချူကြိုင်ကလက်ထဲမှာဖဲပြားကင်ထားတယ်ချူကြိုင်ချူโบချူဆိုတာကပြလိုက်တာချူကြိုင်ချူโบချူကြိုင်ကဒီဖဲပြားကိုပြလိုက်တယ်မာနီလဲဒူဆိုတာကြည့်တယ်ပိုဖဲပြားကိုနိုင်มือချူကြိုင်ရဲ့လက်ထဲမှာရှိတဲ့ဖဲပြားကိုမာနီကကြည့်တယ်မာနီပဲมือခေါ်โบမာနီကလက်ဖြန့်ပြီးတော့မှဘာလုပ်လဲခေါ်တောင်းတယ်ပိုအဲ့ဖဲပြားကိုလက်ဖြန့်ပြီးတောင်းတယ်တိုးဆိုတာကဒီခွေးကလေးရဲ့နာမည်နော်ဒီခွေးကလေးတိုးကချူခေါ်ဆိုတာကလေပင်းဆက်ပြီးကြည့်တာခွေးလေးတွေကလေပင်းဆက်ပြီးကြည့်လိုက်တယ်ပေါင်ကြည့်လဲဆိုတော့တူဘိုးအဲ့ဖဲပြားကိုလေပင်းဆက်ပြီးကြည့်တယ်တိုးခွေးကလေးကကြအောင်ဆိုရင်ယူမလို့ကြအောင်ပါယူမလို့လဲဘိုးအဲ့ဖဲပြားကိုဘယ်သူလက်ထဲလဲနိုင်มือချူကြိုင်ဆိုရင်ချူကြိုင်ရဲ့လက်ထဲတိုးကြအောင်ဘိုးနိုင်มือချူကြိုင်မာနီတိုးဒီဒူရဲ့အတိတ်ပဲကကြတော့ဆူတာပေါ့နော်မာနီကခွေးလေးကိုဆူလိုက်တယ်ဘာလို့ဆူလဲဆိုတော့ခွေးကအဲ့ဖဲပြားကိုယူမလို့အဲ့ဆိုရင်ဒီချိန်နဲ့တစ်ခေါက်လိုက်ဖတ်မယ်ပို့ที่8ชูใจถืออะไรชูใจถือโบในมือชูใจชูโบมานีแลดูโบในมือชูใจมานีแบมือขอโบโตชูคอดูโบโตจะเอาโบในมือชูใจမာနီတူဒီဟာတွေကကျတော့ကိုယ့်ဟာကိုဖြည်းဖြည်းချင်းအရင်ဖတ်သွားမယ်ပေါ့နော်အစာပိုင်းဖတ်စာပိုင်းပြီးဆိုရင်လေ့ကျင့်ခန်းပိုင်းလာကြည့်ရအောင်လေ့ကျင့်ခန်းပိုင်းကแบบฝึกလေ့ကျင့်ခန်းให้อ่านว่าโดอุดุလို့ဖတ်ပါโดอุดุโตอุตุโบอุบุโปอุปุโจอุจุဒီအောက်ကဟာတတိထားမယ်သူကအတန်နှိမ်အုပ်စုဖြစ်တယ်ချောဥချူမောဥမုလောဥလူယောဥယုဖောဥဖုနဲ့သူအတန်မတူနော်ဒီဟာအတန်နှိမ်အုပ်စုဖြစ်တဲ့အတွက်ကြောင့်အဲဆိုရင်လေ့ကျင့်ခန်းပိုင်းရောဖတ်စာပိုင်းရောပြီးသားရနော်ဒီဖတ်စာ၈က